အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Trump ဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီ social media နေပြီးတော့မှဗီဒီယိုတွေ content တွေတင်ပြီးတော့ဝင်ငွေရှာဖို့အခုမှစူးစမ်းနေတဲ့သူတွေကိုကျွန်တော်ကြံလေးလာပေးတာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ Facebook မှာရောက်နေကြတယ် TikTok က monetization အောင်မိသားတွေပြီးရင် Facebook page တွေ YouTube channel တွေကိုမဝယ်ပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့အဲ့လိုပြောတာလဲဆိုတော့ကျွန်တော်ဝယ်ပြီးတော့ကျွန်တော်ဝင်ငွေရှာမယ်ဆိုရင်ကျွန်တော်တို့ကသုံးလိုက်ရတဲ့ငွေမတစ်ခုကိုအရင်ပြန်ချေအောင်ကျွန်တော်အချိန်တစ်ခုပေးပြီးတော့လုပ်ရအောင်မယ်ပြီးတော့ကျွန်တော်ဝယ်လိုက်တဲ့အခါမှာလည်းကိုယ်ပိုင် audience တွေကိုယ်ပိုင် fan တွေမရှိသေးတဲ့အတွက်အချိန်တစ်ခုထိတော့ဝင်ငွေကရအောင်မှာမဟုတ်ဘူးအဲ့ဒီအတွက်နဲ့ပဲကျွန်တော်က2လ3လလောက်ကိုအရင်ချေအောင်တော်တော်စူးစမ်းယူရမှာဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်အဲ့လိုမျိုးဝယ်တာတက်ဆိုင်ရင်အစအနေပြန်ပြီးတော့စူးစမ်းတာကပို့ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ထင်လို့ပေါ့နော်အစအနေပြန်ပြီးတော့ကျွန်တော်တို့ YouTube channel တွေထားပြီးတော့ကိုယ်ပိုင် content တွေလုပ်ပြီးတော့ကိုယ်ပိုင် audience တွေကိုယ်ပိုင် fan asset တွေရအောင်ရှာမယ်ဆိုရင်အချိန်2လလောက်ပြီးလိုက်တာနဲ့ပဲရလာနိုင်ပါတယ်အဲ့ဒီ2လအတွင်းမှာပဲsubscriber တွေပြီးရင် follower တွေ watch hour တွေ view တွေပြည့်သွားမယ်ဆိုရင်ကျွန်တော် monetization အောင်သွားပါပြီအောင်သွားတဲ့အခါမှာကျွန်တော်ဝင်ငွေစဝင်မယ်နှုန်းကကျွန်တော်တို့ဒီ account တွေဝယ်ပြီးတော့လောက်တာတက်ဆိုင်ဝင်ငွေကပို့ပြီးတော့မြင့်နေလိမ့်မယ်ဝင်ငွေနှုန်းပို့ပြီးတော့များနေလိမ့်မယ်လို့ပြောချင်တာဘာလို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော် account ဝယ်တာဖြစ်ဖြစ်အစားနေလောက်တာဖြစ်ဖြစ်ကိုယ်ပိုင် audience ပြင်ရဖို့စူးစမ်းရတယ်အဲ့ဒီကိုယ်ပိုင် audience ပြင်ရဖို့စူးစမ်းနေတဲ့အချိန်မှာအချိန်ပေးရတာချင်းတူတူဒီဘက်မှာ account ဝယ်လိုက်မယ်ဆိုရင်ကျွန်တော်အရင်ပြန်ကြည့်အောင်ကျွန်တော်ပြန်ရှာဖို့ကအချိန်တစ်ခုပေးရမယ်အဲ့ဒါကြောင့်မို့အစနေလောက်ဖို့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုကလေကိုယ်ပိုင် brand တိစောက်တဲ့ပြီးတော့လေကိုယ်ပိုင် brand တိစောက်တာကလည်းငွေကြီးကိုသွားပြီးတော့စိုက်ထုတ်ပြီးတော့အသက်ဝယ်တာထက်ကိုယ်ပိုင်အစနေစာပြီးတော့လောက်တာကပို့ပြီးတော့အဆင်ပြေအဲ့ဒါမှာပဲကိုတင်လိုက်တဲ့ဗီဒီယိုတွေနဲ့ကိုယ့်ရဲ့ audience တွေကချိတ်ဆက်မိမှာပေါ့နော်အဲ့ဒါမှာပဲကိုတင်လိုက်တဲ့ဗီဒီယိုတွေကိုကိုယ့်ရဲ့ audience တွေကအဆုံးထိကြည့်မှာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအောင်မိသားဟာတွေကိုဝယ်ပြီးတော့မှအစနဲ့ပြန် run မယ်ဆိုရင်ဒီသူတို့မှာအကောင့်မှာပါလာတဲ့ audience တွေနဲ့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုရဲ့content တွေကမကိုက်ညီတဲ့အခါမှာကြည့်ရှုနေတဲ့သူတွေအနေနဲ့လည်းအဆုံးထိကြည့်မှာမဟုတ်ဘူးเนาะအဲ့ဒီခါမှာလည်းဝင်မဲ့ဝင်ငွေရလည်းဘာမှရှိရမှာမဟုတ်ဘူးပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီအကောင့်တွေဝယ်ပြီးတော့လောက်တာထက်ကိုယ်ပိုင် content တွေဖန်တီးပြီးတော့အစားအနေလောက်တာကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးစေချင်တယ်ပေါ့နော်ပြီးတော့ monetization အောင်ဖို့ကအရင်ကြီးခက်နေတဲ့တဲမှာတော့မပါဘူးဗျYouTube မှာဆိုရင်လည်း watch hour 3000နဲ့ subscriber 1000ပြည့်ဖို့ပဲလိုအပ်တယ်YouTube မှာဆိုရင်လည်း view 3သိန်းခွဲနဲ့follower 1000ပြည့်ဖို့ပဲလိုအပ်တယ်ပေါ့နော် TikTok မှာကအရန်လွယ်ရဗျဗီဒီယိုလေး10ပုတ်9ပုတ်10ပုတ်လောက်တင်လိုက်ရုံနဲ့အဲ့လောက်ကပြည့်သွားနိုင်တယ်ပေါ့နော်အဓိကကကိုယ်ပိုင် content နဲ့ quality ရှိတဲ့ content တင်ဖို့ပဲလိုအပ်တယ် Facebook မှာဆိုရင်လည်းအခုနောက်ပိုင်းမှာအရင်တော့မပေးဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာပေးလာတယ်ဗျအဲ့ဒါကဘာလဲဆိုတော့ follower ဘလောက်ရေအတွက်ပြင်ရမယ်ပြီးရင် view ဘလောက်ရေအတွက်ပြင်ရမယ်ဆိုပြီးတော့ TikTok နဲ့ YouTube ပုံစံလေးပြင်ပြီးတော့လုပ်ပေးလာပြီပေါ့နော်အဲ့ဒါကြောင့်မို့ဒီ creator တွေအနေနဲ့ကအဆင်ပြေတယ်ဘာမှအရင်ခက်ခဲနေတဲ့တွေမပါတော့ဘူးပြီးတော့အဓိကအချက်ကနိုင်ငံဗျမြန်မာနိုင်ငံကိုမပေးတော့ကျွန်တော်တို့ကနိုင်ငံတွေကြော်ခွာပြီးတော့လောက်ရတယ်ပေါ့နော် YouTube ကပြဿနာမရှိဘူးဗျကိုယ့်ရဲ့အစအကောက်ဖွင့်ရင်နိုင်ငံခြား info နဲ့ဖြည့်လိုက်ပေါ့နော်ကိုကနိုင်ငံခြားမှာမဟုတ်ဆိုရင်လည်းကိုယ့်ရဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေစီကနေပြီးတော့ WhatsApp လက်တောင်းပြီးတော့ကိုယ့်ရဲ့အစအကောက်လုပ်ပြီးတော့ YouTube နဲ့ချိန်ပြီးတော့ငွေထုတ်လို့ရတယ် TikTok ဆိုရင်လည်းနိုင်ငံခြားဖန်ရှိအောင်နဲ့ရတယ်တခြားဘာ info မှမလိုအပ်တာ Facebook ဆိုရင်လည်းအဲ့လိုပဲYouTube နဲ့နည်းနည်းတော့ဆင်နေပေါ့နော်နိုင်ငံခြား info လေးတွေထည့်ရတယ်ပြီးရင်နိုင်ငံခြား ban လေးထည့်ပြီးတော့ငွေထုတ်လို့ရတယ်ပေါ့နော်အဲ့ဒါတွေလောက်တဲ့နေရလေဘာမှသင်တန်းသွားတက်နေစရာလည်းမလိုဘူးကျွန်တော်တို့ဒီ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ညဝင်နေတဲ့သူတွေအများကြီးရှိတယ်ပေါ့နော်ဒီရှာပါမှာ keyword လေးရိုက်ထည့်ပြီးတော့ရှာလိုက်ရုံနဲ့ tutorial တွေအများကြီးကြားလာတယ်ပေါ့နော်အကောင်လုံးကို free မျှဝေထားတဲ့အရာတွေလည်းရှိတယ်အဲ့ဒါတွေကိုရှာပြီးတော့ကြည့်အောင်နဲ့ကိုယ်တိုင်အစားအဆုံးလုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဟာတွေအတွက်နဲ့တော့
တင်တန်းကြီးကို1 သိန်း2 သိန်းလောက်ပေးပြီးတော့သွားတက်မနေနဲ့ပြီးရင် channel တွေအကောင့်တွေကိုလည်းဈေးကြီးပေးပြီးတော့သွားဝယ်မနေနဲ့ပေါ့နော်အကောင်လုံးစနေစားပါအကောင်လုံးစနေစားပြီးတော့ကိုယ်ပိုင် brand တစ်ခုတည်ဆောက်ပြီးတော့မှဝင်ငွေရှာဖို့ကျွန်တော်ကြံပေးချင်ပါတယ်ပြီးတော့ monetization ကနေပြီးတော့မှဝင်ငွေရှာနေတယ်လို့သာပြောတာဒီလိုမျိုး YouTube channel ထောင်ပြီးတော့ကိုယ်ပိုင် brand ရှိသွားတဲ့သူတယောက်ကလေ monetization နေဝင်တဲ့ဝင်ငွေဆိုတာကမဟုတ်သက်သာတော့ပဲရှိတာဒီကိုယ့်ရဲ့ brand ကြောင့်ဒီကြော်ညာလာအပ်တဲ့ဟာတွေနဲ့ affiliate ပြန်လုပ်ရတဲ့ဟာတွေနဲ့မှာကျွန်တော်တို့ပြင်ရတာကပို့ပြီးတော့များတယ်ဗျအဲကြောင့်မို့ကိုယ်ပိုင် brand တည်ဆောက်ဖို့ကျွန်တော်ကြံပေးချင်ပါတယ်ပြီးတော့ Facebook မှာလေမဟုတ်မမှန်တဲ့သတင်းတွေရောပွဲတွေရှာတွေပြီးရင်သတင်းအမားတွေတင်တာတွေအဲ့ဒါတွေနဲ့ view ရှာတွေထက်ကိုယ်ပိုင် brand တည်ဆောက်ပြီးတော့မှဝင်ငွေရှာတာကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးစေချင်ပါတယ်အဲ့ဒါတွေကပဲရေရှည်ခိုင်မြဲတယ်ပေါ့နော်အဲ့လိုမျိုးရေရှည်ခိုင်မြဲတဲ့အရာကိုပဲတည်ဆောက်ဖို့ကျွန်တော်ပြောချင်ပါတယ်ရေတို့အတွက်နဲ့ပဲမလုံနဲ့ပေါ့နော်ကျွန်တော်အချိန်တွေအများကြီးပေးထားပြီးတော့မှတန်းနှစ်လောက်ပဲဝင်ငွေရမယ်ဆိုရင်ဘာလို့လုပ်တော့မှာလဲ social media ဆိုတာကဒီရေရှည်ဝင်ငွေရဖို့အတွက်ကိုပဲစူးစမ်းနေကြရလေနော်အဲ့လိုမျိုးရေရှည်ရဖို့အတွက်ကိုပဲကိုယ်ပိုင် quality ရှိတဲ့ content တွေကိုဖန်တီးပြီးတော့ဝင်ငွေရှာနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးရပေါ့နော်ဆုတောင်းပေးရဆိုတာတည်းကျွန်တော်အဲ့လိုမျိုးလုပ်ဖို့အကြံပေးရပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးပဲလုပ်နေတယ်ပေါ့နော်ကျွန်တော်အစားတော့ကလည်းအကောက်ရောင်းဝယ်တဲ့ပိုင်းကိုကျွန်တော်လုပ်ခဲ့တယ်ပြီးတော့ဝင်ငွေရှာမင်းသူတွေအတွက်မလုပ်တတ်တဲ့သူတွေအတွက်ကိုလည်းကျွန်တော်တင်တန်းနေဖွင့်ပေးခဲ့တယ်ပြီးတော့ service တွေလည်းလုပ်ပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ကျွန်တော်အဲ့ဒီဘက်ကိုနားပြီးတော့ကျွန်တော်ကိုယ်တိုင်ဒီ creator ဘက်ကိုလုံးဝကြီးဝင်ရောက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာတွေးကြုံနေအများကြီးရှိတယ်ကျွန်တော် share လေးတွေပြန်လုပ်ပေးမယ်အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ YouTube channel ကိုsubscribe လေးလုပ်ပြီးသွားလို့ရတယ်ကျွန်တော်အကောင့်လုံးကို free မျှဝေပေးပါမယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တင်တန်းတွေထပ်ပြီးတော့တင်တန်းကြီးတွေနဲ့ကျွန်တော်မလုပ်တော့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးပြီးတော့မှနောက်ထပ် video တွေကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးဒီ video ကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ် video မှာကျွန်တော်တို့ထပ်ပြီးတော့တွေ့ကြပါမယ်